အားလုံးပဲနေပါတော့ကျွန်တော်ပြန်လာဒီမှာဆိုအခုမှတော့စစ်တဆက်ပြန်လာရတယ်ဒီမှာ growth ရဲ့ average လာတာဒီ tiger average ကိုတော့ပြန်အောင်ဖြစ်ပါ tiger average ရဆိုရင် growth ကြရတယ်33ရက်နေရ9နိုင်33ရက်နေရညဘက်9နိုင်ခွဲမှာလာသွားပဲဖြစ်ပါရဲ့အဲ့မဲ့ကျွန်တော်ညရဲ့အရင်နဲ့နေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဗီဒီယိုတင်တဲ့အခါမှာကျွန်တော်ဒီရဲ့ပဲကြားဟောမှာမဟုတ်လို့တော့အခုမနက်ပိုင်းမှတင်ပြတာပဲဖြစ်ပါတော့မယ်တရားလေးမှတင်တာပါကဲလောလောဆယ်ကျွန်တော်ဒီမှာပါတိုက်ကားရဲ့အပစ်ကိုစောင့်နေပါကဲအခုဆိုရုပ်တင်ရောက်လာပြီရော bro တောင်းခဲ့ပြီးတော့ bro ကျွန်တော်အခုမှစောင့်ဖို့အောင်ဆိုတော့ဗျာအဲ့လောက်တော့ရှိပါဘူးခု bro ခုမှမနေရောလို့ရခုမှတော့စောင့်တော့ bro ဒီဟာလေးရနေတယ်ကဲ yo bro လောကဖေးရဗျာလည်းထွက်နေရပဲပူပြီးတော့ကျေဝါးဒီနဲ့တူရပြဟိုလိုအိဖက်ကြီးရှယ်ကြီးပြတကယ်ကြောက်တယ်ကျွန်တော်ဒီခေါက်အဲ့ upgrade အားလုံးတွေမှာကျွန်တော်အကြိုက်ဆုံးဆိုလို့ဒီဟိုလိုအိဖက်ပဲရှိရဗျတော်တော်လာဆလန်ရှယ်အိဖက်ကို only အိဖက်လို့ပေါ့ကျွန်တော်ဒီကအကြိုက်ဆုံးပဲဗျဒီမှာဒီကိုပင်းမှုအမြင်နဲ့bro ကဖေးရပူကျေဝါးလားမသိဘူးငါဆိုတော့ကြောက်ရိုးတော့အပြင်းထွက်ကြည့်မယ်bro တော်မိုက်သွားတယ်နော်အပြင်းထွက်ကြည့်ဟုတ်တယ်နော် bro ပူကျေဝါးရဟာမကြေပါဘူးဟာကျွန်တော်မင်းတင်တော့ရှစ်မိုင်ဖြုံသေးလေးနဲ့ oh my god တော်တော်လေးကိုမိုက်သွားပါပြီခုအဲ့ဟို block upgrade ရတော့တကယ်ကြိုက်တဲ့တဲမှာပါသွားပြီ block upgrade ထဲမှာဒီ upgrade ကိုအကြိုက်လို့ပါဗျာလီယိုပတ်တာကဒီချိန်ပြောင်းသွားပြီကျွန်တော်ရှေ့ဖြော်သွားပြီအဲ့ဆိုကျွန်တော်ဒီ work flow ယူပါမယ်ရှုပ်ဝေးကျွန်တော်ဒီမှာဗျို့တော့ဒီမှာ Holloway ဟာဘာကြီးလဲမသိဘူး Holloway ခါကြတယ်လူဘာလားမသိဘူးတော့ဘာလုပ်တာလဲဖူးကြောက်ရလားမသိဘူးဗျာ Oh wait ဒုံဝဲတဲ့ရောက်သွားတယ်တင်လေဒါရိုးဘာကြီးလဲဟာအော်ရိုးကျွန်တော်သိပြီဒါကြီးပါအဲ့လိုမျိုးကျွန်တော်ပြောင်းလို့ရတဲ့ခါလားမသိဘူးပြီးတော့ True Power ကြောက်အော်ဒီမှာဟုတ်တယ်ဗျို့ဘုံမေးတော့မရောက်ဘူးလားဒါပေမဲ့ဒီကားကြီးပါတယ်ဗျာဒါကြောင့်ဘုံမိုးလဲဆိုဘလို့နေတယ်အဲ့ရကိုပါဝါလို့ရှိရင်ဘုံမိုးအကောင်ပြောင်းလို့ရမှာဖြစ်ပါရဲ့ဗျာကဲ free ball ကိုဘလို့နေဘာလိုအပ်လဲဆိုတော့အဲ့မှာပါ CAND ကန်ဒီ Y 900လိုအပ်မှာပဲဖြစ်ပါရဲ့ဗျာအဲ့ကန်ဒီကွာဘလို့ရှာမလဲဆိုတော့ကျွန်တော်လည်းမသိပါဘူးအော်စရပါပြောဝဲဒီကောင်းပါကောင်းလေ yes ဒါစိတ်ချောရပဲဖြစ်ပါရဲ့ကန်ဒီကွာရဘလို့ရှာလဲဆိုတော့လုံးမသိဘူးမကျွန်တော်သိပါတယ်ပြောပြပါမယ်ပြီးတော့ခဏနေပြီးတော့ကျွန်တော်အရှိမရှိရဟိုဟာရှိသေးလားမသိဘူးစူဖောက်လေးလူကတော့အစ်ရှိသေးလားမသိဘူးရှိသေးတယ်ကျွန်တော်ပတ်ဆောင်လေးဖောက်လို့ရပါတယ်ဒီဟိုရှိသေးတယ်ဆမ်းမလို့ပြပါလာပြီလားမသိဘူးမပါလာဘူးဗျာကျွန်တော်ဒီမှာဆမ်းမလို့ပို့တော့ကဲဘလူရယူအောင်လဲဆိုတော့အဲ့ကွာလေးဘလူရယူအောင်ဆိုတော့အဲ့ရောက်သွားတဲ့ခါကြီးကြောက်ပြအောင်လမ်းဆောင်လာတယ်ကြောက်ခုမှစောက်ဝင်လာဆိုတော့သိရတယ်ကွာလေးရောကြတော့ဘလူချအောင်လဲဆိုတော့ကဲอีฟတွေကကွာယူဘလူယူရမယ်ဆိုတော့တောင်းဒီမှာခါပြီးတော့ညမတိပါရောက်လို့ဆိုရင်ဒီခါကြီးကြားရပါတယ်ကြားရပြီးတော့အမှသုံးပြီးဘာလို့ပေါက်လေးလာတယ်အဲ့ကောင်လေးကဒီစပိုင်းနဲ့လုံးလေးရှိဒီတော့ဓာတ်မိတ်မပေါက်ဘူးမသိတော့ဒီဟာလေးလို့ပါဒါလည်းအဲ့လိုလုပ်ရတော့ဒီရိုက်တော့ဒီဟောက်ကြီးချက်လေးရပါတယ်အဲ့လိုလုံးချက်လုပ်တော့လုံးသေးကြီးလို့လည်းအဲ့ကောင်လေးတော့ကွာရရပါတယ်နောက်ဆုံးသမီးရတော့ငါးလေးလည်းဖွင့်ရတာပေါ့ကြာလာတော့ဆိုတော့အဲ့တော့လေးရဒီကားလေးလည်းဖွင့်ရတယ်။ဖွင့်ပြီးတော့လို့ရှိရင်ဟိုမှာကဘာကြီးနေလဲ။နေကရှိမှာ3လေးရတယ်။ကိုက900လို့အစ်ပေါက်လို့ရပါတယ်။နောက်တော့ဖွင့်ပါမယ်။ဘယ်လောက်ရမလဲ။နောက်တော့မရဘူးလားဆို။အောက်မှာကြောက်ပါလား။အောက်ကကြောက်ရင်တော့ဆုံးလိုက်တော့ပါ။ဒီတော့အပြည့်ပြန်ပါရ။ပြန်ပြန်မရတော့ဘူး။ဘောကတော့ပေါ့ပါတယ်။ဟိုရောလို့ရှိရင်အောက်ကဟာတော့အောက်ကမရဘူး။အောက်ကကပြီးတော့ဟောက်ရှိရောက်ဘူး။ဟောက်ရှိရောက်ဘူးလို့က
ဆုံးကျွန်တော်ခင်းလို့မဲပြောလိုက်တယ်ဒီဘာလေးပြောနေတယ်ဟုတ်တယ်90ရရဘောင်ဒီလေးတက်လာတယ်ဘုံနဲ့လည်းခုဒီအဆက်လို့ရှိနေတယ်ကျွန်တော်ဟောက်ပြလိုက်ရတယ်ဖြစ်တယ်နောက်မှလည်းဒီပေါ်ရဲတော့ဘလောက်ရှိတယ်ဆက်ရှိပါတယ်လေးကောက်လာမသိဖောက်လို့ရအကောင်းနေတိတ်မပြောင်းငါကြောက်အဲ့လောက်ကြီးမလဲရောဘယ်လိုဖြစ်လို့လဲ ice နှစ်ခါရှိ ice 20မြန်ပေါက်တယ် ice ကို20မြန်ပေါက်တတိကျော်မာတရီရဲ့အာမုံမတ်မာ我叫叫是个女的，不要么多。你是有女的有不的有，就我呀。ဟာအဲ့လောက်တော့မပြောင်းဟောရိုးဘရိုကျွန်တော်ခုကတော့ပြောဖို့မေးခဲ့ရဗျာကျွန်တော်ခုကတော့မသိဘူးဘရိုတွေကြောင်းတောင်းပါမယ်ဘာဘရိုတရားကြတော့ဘရိုဘယ်နှမိနစ်တခါလာလဲသူမိနစ်မဟုတ်ပါဘူးတနာတခါလာတယ်ဘရို event ဆလာချင်9နာရီခွဲပါကြောင်းမနေ့က31ရက်နေ့9နာရီခွဲမှာဆလာတယ်လာတဲ့အချိန်မှာဘရိုအနေနဲ့အဲ9နာရီခွဲလာတယ်10နာရီခွဲတခါ7နာရီခွဲ12နာရီခွဲ17နာရီခွဲအဲ့လိုလာတာပါဘရိုကျွန်တော်အခုလိုလေဟောဖြစ်လို့ရှိကြလို့ရှိရင်တခါကြတော့ညဘက်ဆိုဖွင့်လို့ရတယ်ဒါပေမဲ့ညဘက်ဆိုရင်တနားခွဲတခါပန်းဖွင့်လို့ရတယ်ဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်ကြတော့7နာရီခွဲမှာဒီ iPhone ကိုကျွန်တော် join လာရေးပဲထားတော့ဗျာကိုဖွင့်ပြီးတော့လို့ရှိရင်နောက်ထပ်တနားခွဲမှရပါမယ်အဲ့လိုကဲအဲ့ဒါနောက်ထပ်10မိနစ်လို့ event စ join လို့ရပြီရလာပြီစောပြီလေbro ဒီ event မှာတကယ်အဲ့လို live farm မယ်ဆိုပြီး bro ဘယ်လောက်ထိရနိုင်လဲတော့ကျွန်တော်ရှင်းပြပါမယ်ဒီကွာလေး bro နေ2000ကျော်လောက်ထိရနိုင်ပါတယ်2000ကျော်ဆိုပမာဏကဘယ်လောက်ထိများလဲဆိုတော့ကျွန်တော်ပြပါမယ်လိုက်ပြမယ် bro ဒီကောင်းရှိတယ်ဒီကောင်းရတော့မိလိုက်ပါဖတ်တဲ့စိတ်မနေဦးတော့ဟောဒီ event ကြောင့် broဒီကတော့လာကြတနားချာပြီးလာနေတယ်ဒီကောခါကြောဒီဖောင်7မိနစ်ပဲလာမှာ7မိနစ်တွေဖောင်မှာခဏနဲ့နေဒီကောင်မတက်ရအောင်ကြာဒီကြီးမြောင်ကြာလာရလေ You can rule 44 you can rule rain is what bro ဒီ event မှာလေးခေါက်ပဲပေါက်လို့ရပါမယ်လေးခေါက်ဒီ event ကိုပေါက်လို့ရပါတယ်ကျန်တဲ့ဟာတွေထပ်ပေါက်လို့မရဘူးဒီမှာပါသူပြရတဲ့ခါကျတော့အဲ့2000ကျော်လောက်မှလာဒီဟာတစ်ခါပေါက်ဝင်900ပါ900ဆို4ခေါက်တော့2000ဆိုဒီ4ကလို့ဖောက်လို့ရပါတယ်4ကလို့ဖောက်ပြီးဘိုးနေတဲ့တနားရီဆောက်အောင်တနားရီဆောက်ပြီးတော့မှထပ်ပြီးတော့ဖောက်လို့ရပါတယ်ကြောက်ခုနကတော့တရေပေါက်လိုက်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုရိုက်ဖို့ကအဆင်မပြေလို့ကျွန်တော်မရိုက်လိုက်ရပါဘူးကဲခုလို့ဒီ7မိနစ်ကိုစောက်အောင်လို့ကိုကဲခုတို့ရဲ့ event ဆောက်ဖို့10မိနစ်လေးလူတော့10မိနစ်လေးဆူရခွေနေကြတယ်လူတွေတော့ဆူတော့ဝေးကြအောင်ဒီပြီးတော့မှဒီစုံမဲကိုပေါက်နော်ဒီအသေးလေးတော့မှတော်မဲမဲရှိဒီအသေးလေးဘိုးတေချာကြည့်လိုက်ပုံတော့နဲ့တူတယ်နော်ကဲတမနေလို့အားကျခွေးဒါကြည့်နော်来，你了。来呀，来没的。哦，
ဒီလောက်လည်းခုပြီးတော့ရေလေးပါမယ်90လို့ရ90လို့အာဘလို့တင်ရောကဲကိစရဲပေါတော့မယ် let's go ဒီဘက်ပြီးသွားပြီငယ်လေးပါဟာအေးဘွားกินเลยมะม่วงเลยอ่ะ my god ဘာဖလူကြီးလေဘာဖလူလေးမဟုတ်ဘူးနောက်တစ်ခါတော့ပေါ့ရလာရလေးတော့လာမသိဘူးရပြီးတော့လေလောဘာမင်းလေးဖောက်တယ်လို့ even မလဲဖားလာ even bro ဖိုင်ဟာလာအဲ့လိုဝရလာကွာကဲဘာတွေရောက်သွားလဲခါဒီဟာ